ကောင်းလိုက်မလဲဘယ်လောက်ကောင်းလိုက်မလဲအချိန်ကြီးကတွေးခြင်းနဲ့အချိန်တွေကုန်ကပြောင်းသွားဝေဒနာမှာငေးခြင်းနဲ့ပြန်မြင်ရောက်နေစောင်းတညာအကြောင်းကရှင်းခုံတဲ့ဒိတ်ထိန်နဲ့ခေါင်းစာဘယ်လိုပုံစံမိန်းကလေးလဲထိမိရတဲ့အာယုန်တွေကလွတ်နေပြီးစွဲလန်းတဲ့တရံတို့ဒီချစ်နွေသည်ငါဘဝတစ်လျှောက်ခံစားချက်တွေဖြစ်တည်ခဲ့လူတွေပြောပြောမကောင်းဘူးလေချစ်တည်ပဲတွေ့ဝေတော့ပါဘူးမိန်းကလေးတယောက်ကိုတွေ့ရှိပြီးရနောက်ငါဟာပင်လည်းပြတော့လက်ပြကူဘယ်အခါမှမသိချင်တော့